အားလုံးပဲမင်္ဂလာပါကျွန်တော်တယ်ရီပါဒီရဲ့ by video လည်းမရိုက်ဖြစ်တာကြာပြီဒါကဟိုတခြားကျွန်တော်တခြားတစ်ဖက်မှာ personal case လေးတွေလှုပ်ရှားလေးတွေနည်းနည်းရှိနေတဲ့ခါကျတော့ဒီ video ရိုက်တဲ့ဘက်ကိုမလှည့်ဖြစ်ဘူးဆိုတော့အခုကပြောစရာလေးပေါ်လာလို့ပေါ့နော်ဗီဒီယိုလေးထားပြီးရိုက်လိုက်တာဘာလဲဆိုတော့တလောလေးကမြန်မာနိုင်ငံကညီလေးတယောက်ကကျွန်တော်မေးတယ်အကိုတဲ့အခုအကိုလက်ရှိနေတဲ့နိုင်ငံမှာIT နဲ့ပတ်သက်ပြီးတော့ IT နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင်တစ်လဘယ်လောက်ရလဲပေါ့သူကမေးတယ်ကျွန်တော်ကိုယ်တိုင်ကလည်း IT field ရမဟုတ်တဲ့ခါကျတော့ညီလေးလို့တစ်လဒေါ်လာ3000 4000လောက်တော့ရမယ်ထင်တယ်လို့အဲ့လိုပဲပေါ့ပဲပြန်ဖြေလိုက်တယ်နောက်ပိုင်းဘယ်လိုပြောမလဲကျွန်တော်အတီတွေနဲ့ပါမေးကြည့်တဲ့ခါကျတော့အဲ့ဒါ experience ပေါ်မှာမူတည်ရတဲ့ experience case ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ role အဲ့လိုမျိုးကိုယ်အလုပ်လုပ်တဲ့ company မှာပါမူတည်တယ်ပြီးတော့ကိုယ်လုပ်တဲ့နိုင်ငံပေါ်မှာလည်းမူတည်တယ်ပေါ့နော်3000 4000ကနေပြီးတော့အဲ့တက်နှစ်ဆမကရနေတဲ့လူတွေလည်းရှိတယ်တဲ့ IT field ထဲမှာဆိုတော့ဥပမာဗျာ software engineer cyber security engineer ပေါ့နော်ပြီးသွားလို့ရှိရင် AI engineer တို့ဒီ cloud engineer တို့ပါတော့အဲ့လိုမျိုးစားတဲ့ career တွေမှာအတွေ့အကြုံတိုးလာတာနဲ့အများလာစားတယ်အလွန်မြင့်လာနိုင်တယ်လို့ပြောတယ်ဥပမာဒီ CTO ပေါ့နော် CTO ဆိုတော့ဒီ Chief Technology Officer Chief Technology Officer လို့ executive level role တွေဆိုလို့ရှိရင်ပိုပြီးမြင့်မားတဲ့လာစားပိုပြီးမြင့်မားတဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲ compensation ရနိုင်တယ်ပေါ့နော်သူတို့တွေစီကနေအဲ့လိုပြန်ကြားတယ်ဒါက IT တခုတည်းကိုဆိုလိုတာမဟုတ်ဘူးဥပမာ finance ပိုင်းအဲ့လိုမျိုး CFO business ပိုင်းတွေ executive role တွေအဲ့လိုမျိုးပြီးသွားလို့ရှိရင်ဒီ law တွေ health care တွေစတဲ့အဲ့လိုမျိုးစတဲ့နေရာတိုင်းမှာကကိုယ့်ရဲ့ role ကိုယ့်ရဲ့ experience ပေါ်မှာမူတည်ပြီးတော့လာစားတွေပြလာနိုင်တာပေါ့နော်ဒါပေမဲ့အရာအလုံးကတော့စတော့ကတော့အဲ့လိုမျိုးအောက်ခြေကနေစရတာပဲလာစား2သိန်းလောက်ကနေပြီးတော့ဖြည်းချင်းနဲ့ကိုယ့်ရဲ့ experience တွေယူတယ် experience ကနေမှဒီကိုယ့်ရဲ့လာစားပို့ပြီးတော့တိုးတက်လာကိုပြီးတော့တိုးလာလောက်ယူချရတာပေါ့ဗျာကျွန်တော်သတိထားမိတာတခုကနိုင်ငံတော်တော်များများမှာဘာအလုပ်လုပ်လဲလို့မေးတဲ့အခါအဲ့လိုမျိုးIT လို့ပြောရင်လူများစုက opportunity ကောင်းတယ်ပြောလို့ရှိရင် career growth ကောင်းတယ်ဆိုပြီးတော့မြင်ကြတယ်အခုနောက်ပိုင်းကအဲ့ဒါလည်းမှန်ပါတယ်ဘာဖြစ်လို့အခုနောက်ပိုင်း AI ခေတ်ကိုအရာအလုံးကနည်းပညာ IT တွေနဲ့ပဲ IT နည်းပညာနဲ့ပဲအလုပ်လုပ်ကြတာများတယ် AI ခေတ်လည်းဖြစ်တဲ့ခါကျတော့ဒါကြောင့်လည်းprogramming ကိုအဲ့လိုမျိုးငယ်တည်းကသင်ပေးတာအဲ့လိုမျိုး university တွေမှာ IT major တွေတိုးချဲ့ဖွင့်တာ government ကိုယ်တိုင်ကအဲ့လိုမျိုး digital skills တွေ promote လုပ်တာမျိုးတွေနောက်ပိုင်းနိုင်ငံတော်တော်များများမှာတွေ့လာရတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံကလွယ်လို့ပေါ့ကျွန်တော်တို့နိုင်ငံကတော့သိတဲ့အတိုင်းပဲပေါ့ဗျာဒါပေမဲ့ပြောရင်းနဲ့အဲ့လိုမျိုးမြန်မာနိုင်ငံမှာတော့အရင်ခေတ်ကလေးကအမြင်တချို့ကအခုထိအယိုးဆွဲကြံသေးတာလို့ပြောရမလားမသိဘူးအဲ့လိုမျိုးကလေးတွေကိုကြီးလိုက်ဘာလုပ်မလဲလို့မေးလို့ရှိရင်ဆရာဝန်ကြီးလုပ်မလားစစ်ဗိုလ်ကြီးလုပ်မလားပြီးသွားလို့ရှိရင် engineer ကြီးလုပ်မလားပေါ့နော်စတဲ့အဲ့လိုမျိုး career တွေကိုပဲမြင်ကြတာများတယ်ဒီဘောင်းတစ်ခုတည်းမှာအဲ့လိုမျိုးခတ်ထားသလိုဖြစ်နေရပေါ့ဗျာကျွန်တော်တို့ကြီးလာတယ်အဲ့ဒီဘောင်းကြံပဲကြီးလာမင်းကြီးလိုက်ဘာလုပ်မလဲဆရာဝန်ကြီးလုပ်မယ် engineer ကြီးလုပ်မယ် okay engineer ကြီးတော့ဖြစ်လာပါပြီတဲ့ပြီးတော့ engineer ဆိုလို့ရှိရင်လည်းမြန်မာပြည်မှာဆိုလို့ရှိရင် engineer ဆိုလို့ရှိရင်ဒီအစာအုပ်စောက်တဲ့လူအဲ့လိုမျိုး landera civil engineer လောက်ကိုပဲသူတို့ engineer လို့ထင်တာတခြားနေရာတွေမှာလည်း engineering နဲ့ပတ်သက်ပြီးတော့တခြားအရာတွေလည်းအများကြီးရှိသေးတယ်ဆိုတာလူသိတဲ့လူရှိပါတယ်ဒါပေမဲ့သိတဲ့အရင်နဲတယ်ဗျာဆိုတော့တကယ်တော့ professional career ဆိုတာကအများကြီးရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးခုနောက်ပိုင်းလူငယ်တွေသိထားတဲ့တယ်ပေါ့ဗျာအဲ့ဒါကြောင့်လည်းကျွန်တော်ဒီဗီဒီယိုလုပ်လိုက်တာတကယ် professional career ဆိုတာတွေအများကြီးရှိတယ်အဲ့လိုမျိုး information technology finance accounting business marketing အဲ့လိုမျိုး data analyze cyber security အဲ့လိုမျိုး AI ပေါ့ဗျာလူအများစု AI လို့သိထားတဲ့ artificial intelligence engineer အဲ့လိုမျိုး nursing medical technology law human resource HR ပေါ့ဗျာကျွန်တော်တို့အမြဲတမ်းစကားများရန်ဖြစ်နေရတဲ့ HR ဆိုတော့ထားတော့ပြီးသွားလို့ရှိရင်အဲ့လိုမျိုး project management supply chain okay ဒီ web designer အများကြီးပဲအဲ့ career တွေစတဲ့ career တွေရတယ်ကောင်းတဲ့အဲ့လိုမျိုး group ကောင်းတဲ့ profession တွေအဲ့လိုမျိုးလူတွေလေးလာတဲ့တယ်ခုနောက်ပိုင်းလူငယ်တွေအဲ့လိုမျိုးလိုက်ပြီးတော့ကိုဘောင်နာပါရလှုပ်တဲ့တယ်ဒီဘောင်တစ်ခုထဲမှာမနေသင့်ဘူးလို့ကျွန်တော်ကတော့မြင်တယ်
အဲ့လိုမျိုးပြီးတော့ကိုက career တစ်ခုကိုရွေးချယ်တဲ့အခါမှာအဲ့လိုမျိုးကိုယ့်အတွက် opportunity ဘယ်လောက်ရှိလဲ career growth ရှိလားဒီဟာကအဲ့လိုမျိုးပြီးတော့ကြောင့် work life အဲ့လိုမျိုး balance ကဘယ်လိုမျိုးရှိလဲကိုဝါသနာနဲ့ကိုက်ညီလားကိုယ့်ရဲ့ဝါသနာနဲ့ကိုက်ညီလားဒီအချက်တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကတော့စဉ်းစားသင့်တယ်လို့ထင်တယ်ကျွန်တော်ကဒီ engineering ပိုင်းမှာဖြစ်တဲ့အတွက်ကြောင့် engineering ပိုင်းကိုသိပြီးတော့အဲ့လိုမျိုးအရင်ဦးစားပေးပြီးပြောတာမျိုးလည်းမဖြစ်ချင်တဲ့ခါကျတော့ engineering နဲ့ပတ်သက်ပြီးတော့လည်းတိတ်မပြောချင်ဘူး engineer ဆိုတဲ့ခါမှာလည်းအဲ့လိုမျိုး civil ဒီဆောက်လုပ်ရေးအစာအုပ်ဆောက်တဲ့လူလောက်ကိုပဲ engineer လို့လည်းမမြင်စေချင်ဘူးတခြား engineer လို့ခေါ်လို့ရတဲ့အပိုင်းတွေ engineer တွေကအများကြီးပဲရှိတယ်ကျွန်တော်တို့မသိထားတဲ့ဟာတွေကျွန်တော်တို့သိသလောက်ဟာတွေအများကြီးပဲရှိတယ်ဆိုတော့ IT နဲ့ကိစ္စဆက်ပြောရမယ်ဆိုရင် IT ကအဲ့လိုမျိုးကောင်းတယ်ဆိုပြီးလူတိုင်းအဲ့လိုဝင်သင့်တယ်လို့တော့ကျွန်တော်ကတော့မဆိုလို့ပေါ့နော် IT ကိုအဲ့လိုမျိုးကောင်းတာကောင်းတယ်မကောင်းမဟုတ်ဒါပေမဲ့ကောင်းပါတယ်ဆိုပြီးလူတိုင်းဝင်သင့်တယ်လို့တော့ကျွန်တော်ကတော့ recommend မလုပ်ချင်ဘူးအဲ့လိုမျိုးမညွှန်းချင်ဘူးပေါ့နော်ဘာလို့ဆိုကိုဝါသနာပါလားကိုဝါသနာနဲ့ကိုက်ညီမှာအလုပ်တစ်ခုလုပ်ရတာလဲပျော်တာဟုတ်မဟုတ်လို့ရှင်ဒီအလုပ်ကြီးကိုလုပ်ချင်တာတမျိုးအဲ့လိုမျိုးကိုဝါသနာနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်ကိုလုံနေရအလောက်ကကိုဝါသနာနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်လုံရင်းနဲ့ညီးငွေလာပြင်းလာတယ်အလောက်က career ကအဲ့လိုမျိုးထင်တယ်လို့တိုးတက်မလာတော့ဘဲနဲ့တဖြည်းဖြည်းနဲ့ဆိုးရုပ်သွားအဲ့တော့ကိုအတွက်လည်းရေရှည်အတွက်လည်းကိုယ့်ရဲ့ career growth လည်းဖြစ်မလာဘူးကိုယ်တိုင်လည်းဝါသနာမပါဘူးဆိုတဲ့အခါကျတော့မလုပ်တာပဲကောင်းတယ်ပေါ့နော်ဆိုတော့လူခုနောက်ပိုင်းလူတော်တော်များကလည်းအဲ့လိုမျိုးမိဘတော်တော်များများပါနော်ပြောရလို့ရှိရင်မြန်မာပြည်မှာဆိုလို့ရှိရင်မိဘတော်တော်များများကကိုယ့်ရဲ့သားသမီးကိုအဲ့လိုမျိုးဘာဖြစ်ချင်လဲသူတို့ဘာဝါသနာပါလဲဆိုတာကိုသိပြီးတော့အလေးမထားသလောက်ပဲဟောဆိုမိဘတွေဖြစ်ချင်တာကိုသားသမီးတွေလိုက်လုပ်ပေးနေရနော်ထားပါတော့ဟိုတောင်းတစ်ခုပို့လိုက်တယ်ဟောကလေးကကွာအဲ့လိုမျိုးဒီဘယ်လိုပြောမလဲဒီ accounting အဲ့လို financial နဲ့ပတ်သက်ပြီးတော့ဒီ management ပိုင်းတွေပါတယ်အဲ့လိုမျိုး financial နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရတယ်ပေါ့ဗျာခဏနေပိုင်းတွက်ဘာညာအဲ့လိုမျိုးလောကစိတ်ဝင်စားတဲ့ကလေးဆိုထားပါတော့အဲ့လိုမျိုးကလေးကိုမိဘတွေက engineer ဖြစ်စေချင်လို့အဲ့လိုမျိုးဒီ engineering နဲ့ပတ်သက်တဲ့အရာတွေငငယ်လေးတွေခေါင်းထဲမှာရိုက်သွင်းပြီးတော့မရရအောင်ထိုးထည့်နေတာပုံစံမျိုးဆိုလို့ချင်းဒီကလေးရဲ့အနာဂတ်ကြီးအောင်ဟိုအရန်ကြောက်ဖို့ကောင်းလာဟိုသူတို့ဖြစ်စေချင်တိုင်းဖြစ်တဲ့လောက်ကြီးဖြစ်စေချင်တဲ့လောက်ကြီးဖြစ်ချင်လာမှဖြစ်လာမှဖြစ်ဟိုဘယ်လိုပြောမလဲဖြစ်ချင်မှဖြစ်လာလိမ့်မယ်ဗျာဘာလို့ဆိုတော့ကလေးကိုယ်တိုင်ဝါသနာမှမပါတာဟုတ်မိဘကြောက်လို့တာလုံနေရတာဒါကမြန်မာပြည်မှာတော်တော်များများဖြစ်တဲ့အရာမိဘတွေအနေနဲ့လည်းအဲ့လိုမျိုးကိုယ်သားသမီးဘာဖြစ်နေလဲဆိုတာကိုလည်းအရင်ဆုံးလေးလာသင့်တယ်ဗျာလေးလာသင့်တယ်လို့ကျွန်တော်ထင်တယ်ကိုယ်တိုင်ကတော့ကလေးလည်းမရှိတဲ့ခါကျတော့ဘယ်လိုပြောမလဲဒီကိုယ်တိုင်ကလေးရလာတဲ့ခါကျလို့ရှင်လေကလေးရှိလာတဲ့ခါကျလို့ရှင်လေအဲ့လိုမျိုးပဲဖြစ်လာလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ငယ်တုန်းကခံလာရတဲ့ပုံစံမျိုးတွေကျွန်တော်ငယ်တုန်းကဖြတ်တန်းလာတဲ့ပုံစံမျိုးတွေတော့ကိုယ့်ရဲ့အဲ့လိုမျိုးနောက်လာမယ့် generation တွေတော့အဲ့လိုမျိုးတော့မဖြစ်စေလောက်ဘူးမဖြစ်လောက်ဘူးလို့အဲ့လိုမျိုးမဖြစ်စေလောက်ဘူးလို့တော့ထင်တာပဲလေဒါကတော့ကိုယ်တိုင်လောဆယ်ကိုယ်တိုင်ကကလေးမမရှိကြဆိုတော့အဲ့လိုမျိုးတွေးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ညီရှိတယ်ကျွန်တော်ညီတရားခေါ်လဲကျွန်တော်ညီလဲကျွန်တော်ပြောတယ်ဘာဝါသနာပါလဲဘာလို့ချင်လဲသူများလောက်တိုင်းလည်းမလုံနဲ့ကိုယ်တိုင်ကဘာဝါသနာပါလဲဆိုတော့အရင်ဆုံးအဲ့လိုသိဖို့လိုတယ်အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်သူများလောက်တိုင်းလိုက်လောက်တာတဲ့ကိုယ်တိုင်ကဘာဝါသနာပါလဲကိုယ်တိုင်ကဘာလုပ်ချင်တာလဲကိုယ့်ရဲ့အဲ့လိုမျိုးအတွင်းကတကယ်အဲ့လိုမျိုးဟိုလုပ်ချင်တဲ့ဥစ္စာကဘာလဲဆိုတော့အရင်ဆုံးသိဖို့လိုတယ်ကိုအရင်သိပြီဆိုမှကိုလုံးမဲ့အရာတော့စလုပ်တာပိုပြီးကောင်းတယ်ဗျာဆိုတော့ပြောချင်တဲ့ line ကတွေ့ဖွဲ့သွားရဆိုတော့ထားပြီးတော့နောက်တစ်ခုကျွန်တော်တို့မြန်မာနိုင်ငံမှာတော်တော်များများကအဲ့လိုမျိုးဟိုပါလဲဆိုတော့အခုခေတ်ကြီးမှာအဲ့လိုမျိုးပွဲမလို့ဘူးတရားမလားကြောင်းမပြီးလဲအောင်မြင်နိုင်တယ်ဆိုတဲ့စကားတွေကိုလည်းနေရာတော်တော်များများကြားနေရအဲ့ဒါတွေကိုလည်းသတိထားဖို့လိုတယ်တကယ်တော့အောင်မြင်နေတဲ့သူတွေလည်းမရှိဘူးမဟုတ်ပါဘူးဘယ်မရပဲအောင်မြင်နေတဲ့သူတွေရှိတယ်ဘီလီယံနာတွေမီလီယံနာနိုင်ငံခြားမှာလည်းရှိကြတယ်အမေမတူဘူးဗျာလူတယောက်နဲ့တယောက်ကအဲ့ဒါလူတိုင်းတွေ့တော့အဲ့လိုမျိုး rules မဟုတ်အဲ့လိုမျိုး expectation မဟုတ်ဘူးဗျာအဲ့လိုမျိုးဖြစ်တာများတယ်ပေါ့နော်အထူးသဖြင့်နိုင်ငံခြားမှာအဲ့လိုမျိုး professional career လုပ်ချင်တဲ့သူတွေအဲ့လိုမျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ degree diploma အဲ့လိုမျိုး experience ဒါမှမဟုတ်ဒီ international college ဖြစ်ဖြစ် international တခု certificate တခုရှိတာတော့
ကိုယ့်အတွက်အခွင့်အရေးပိုများစေမယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့အတွက်ကြောင့်ကျတော့ဒီလူတော်တော်များများပြောတဲ့ပွဲမရလဲအဲ့လိုမျိုးအောင်မြင်တယ်ပွဲမရှိတဲ့ပွဲရဆရာမလို့အောင်မြင်ဖို့အတွက်ဘာညာဆိုတာတွေတော့တချို့တော့မှန်ပါတယ်ဒါပေမဲ့လိုက်ပြီးနားမရအောင်ပို့တော့ကျွန်တော်ကတော့အကြံပြုချင်တယ်ကျွန်တော်ပြောချင်တာကအခုပြောချင်တာပါလဲဆိုတော့ဆရာဝန်တွေ engineer တွေကမကောင်းတာမဟုတ်เนาะတခြားအဲ့လိုမျိုးကောင်းတဲ့မိဘတွေကအဲ့လိုမျိုးကောင်းရိုက်သွင်းလို့ဖြစ်လာတဲ့ဆရာဝန်တို့ engineer တို့ကိုမဖြစ်စေချင်တာကိုကဆရာဝန်ဖြစ်ချင်လို့ကိုယ်ရဲ့ဝါသနာပါလို့ဆရာဝန်အဲ့လိုမျိုးလုပ်မယ်စေချောင်းတက်မယ်ဆိုရှင်တက်ကောင်းတယ်โอเคဘာလို့ဆိုတော့အခုနောက်ပိုင်းတော်တော်များများမှာဆိုလို့ရှင်မိဘတွေကအဲ့လိုမျိုးစေချောင်းတက်စေချင်လို့10တန်းမှာအဲ့လိုမျိုးဂုံတူးတွေပါညာနဲ့မိဘရဲ့အုပ်ထိန်မှုအောက်မှာဂုံတူးတွေပါသားဂုံတူးတွေပါညာရပြီးတော့အောင်လာတယ်ပြီးစေချောင်းမိဘစေချောင်းတက်စေချင်လို့စေချောင်းတွားတက်လိုက်တယ်စေချောင်းလည်းပြီးတော့ကိုယ့်ရဲ့အဲ့လိုမျိုး professional career ဆရာဝန် line ကိုဆရာဝန်မလုပ်ဘဲနဲ့ကိုကအသက်ကြီးလာမှကိုယ်တိုင်ဆုံးဖြတ်ခွင့်ရလာတဲ့ချိန်ကျမှကိုက IT လုပ်ချင်တာကိုက engineer ကြီးဖြစ်ချင်တာအဲ့ချိန်ကျမှ career တခုကိုပြန်စားရတယ်ဆိုလို့ရှိရင်ကိုပေးဆက်ထားတဲ့အချိန်တွေကလည်းကုန်တယ်ဗျငွေကုန်ကြေးကြရလည်းများတယ်ပေါ့နော်ကိုယ်တိုင်အစားရမှာဆရာဝန်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဆိုဆရာဝန်သွားလို့ကောင်းတယ်ကိုယ်တိုင်စတဲ့ engineer ဖြစ်ချင်တယ်အဲ့ဆို engineer သွားလို့ကောင်းတယ်ဒါမှမဟုတ်ကိုယ်တိုင်ကငယ်လေးတွေကမှအဲ့လိုမျိုးဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ IT နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရတယ်ပြီးပါလို့ရှိရင်ဒီတခြားအဲ့လိုမျိုးဘယ်လိုပြောမလဲ promote ဖြစ်တဲ့အလုပ်တွေလည်းအများကြီးရှိပါတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီအဲ့လိုမျိုး content writer တို့ဘာလို့ career တွေအများကြီးတိုးလာတယ်ဒီ video editor အဲ့လိုမျိုး blogger ဘာညာအများကြီးပဲလုပ်လို့ရတယ်ကွာဆိုတော့အဲ့ဒါတွေမှာကိုဝါသနာပါကိုဝါသနာပါကိုဝါသနာပါတဲ့အရာကိုလုပ်ပါလို့ကျွန်တော်တိုက်တွန်းနေဒီဗီဒီယိုလို့ဆုံးသက်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်